အားလုံးပဲမင်္ဂလာပါစနေသားသမီးတွေအတွက်တပတ်ဆန်ကချင်မာကိုဟောချပေးမှာပဲဖြစ်ပါတယ်စနေသားသမီးတွေအတွက်ဒီတပတ်အတွင်းခါစားတာကနည်းနည်းလေးအတိုက်ခံနေရောများနေတတ်တဲ့အနေအထားမျိုးတွေ့ရတယ်ကိုကမနာလို့သူတွေလည်းဟောနေတတ်တယ်ငွေကြေးအပြင်အလဲအပြောင်းပေါ့နော်အများကြီးကြုံတွေ့ရတတ်တယ်တချို့ကိစ္စတွေမှာပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရုပ်တရက်ငွေတက်တာတွေမျိုးရှိတယ်တချို့နေရာမှာတော့သတိထားမှာကတော့စာရုပ်စာတမ်းနဲ့ပတ်သက်ကိစ္စတွေငွေပေးငွေငွေချေးငွေလုပ်တဲ့ကိစ္စတွေမှာငွေလင်ခံရတာမျိုးတွေရှိတတ်တယ်ကျမရေးနဲ့ပတ်သက်ပြီးတော့ကြတော့စနေသားသမီးရဲ့အနေနဲ့စနေသားသမီးတွေပေါ့နော်ကျမရေးနဲ့ပတ်သက်ပြီးတော့အာရုံကြောနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ချစ်တော့စနေသားသမီးတွေရဲ့အခြေကြီးကတော့ချစ်သူရုပ်တရက်ရတတ်တာမျိုးဖြစ်တတ်တယ်တချို့လေးကတော့ချစ်သူနဲ့ပတ်သက်ပြီးတော့ချစ်သူဘက်ကသစ္စာဖောက်တာကိုရုပ်တရက်တီးလိုက်ရတဲ့အနေအထားမျိုးကြုံတွေ့ရတတ်ပါတယ်စနေသားသမီးတွေအနေနဲ့ပေါ့နော်ငွေပေးငွေကိစ္စတွေမှာသတိထားရပါမယ်အယောင်းဝယ်ဆောင်ရွက်ကိစ္စတွေမြေအယောင်းဝယ်ဆောင်ရွက်ကိစ္စတွေမှာလည်းတစ်ချက်သတိထားသင့်ပါတယ်လူလင်ခိုင်းရတာမျိုးစာရွက်စာတာဝင်တခြားခံမှန်မှုရှိမရှိစစ်ဆေးပြီးမှပဲဝင်ယူတင်တာမျိုးလုပ်သင့်ပါတယ်စနေသားသမီးတွေပေါ့နော်တပတ်စာကင်ကောင်းအောင်ဆိုရင်မြတ်စွာဘုရားရှင်ကိုလီပန်းတော့မဟုတ်ဘူးနော်သစ္စာပန်းဖြစ်တခုခုကိုကတ်လူပြီးရောကြတော့မိမိတို့ဖြစ်ချင်တဲ့ဆန္ဒကိုဆူတောင်းပါအញ្ញံမြန်းပြပြောင်းစီဖို့ဆူတောင်းပါအားလုံးပဲအဆအဆရအဆင်ပြေကြပါစေ